လူဟေရွာကဂျုံခင်းတွေကိုအလူရက်ရိတ်သိမ်းနေရချိန်မှာလူငယ်လေးကသူ့အိတ်ဆိုင်ထုတ်ပြီးတခြားမျိုးကနေအကြီးစားရိတ်သိမ်းဆက်အစီး20ကူညီငားရမ်းပေးခဲ့တယ်။ဒါပေမဲ့ကျေးဇူးကမ်းတဲ့ရွာသားတွေကလူငယ်လေးကိုမတရားကြဖြတ်ကော်မရှင်စားတယ်လို့ဆွဆွဲပြီးဆက်တွေကိုရိုက်ခွဲကရွာကနေမောင်းထုတ်ဖို့လုပ်ကြတာပေါ့။လူငယ်လေးလည်းဒေါသထွက်နေပဲဆက်အစီး20လုံးကိုလှည့်ပြန်ခိုင်းပြီးဘေးနားကကက်လျက်ရွာကိုတန်းမောင်းသွားခဲ့တော့တယ်။မကြခင်မိုးတက်မုန်တိုင်းကြီးကြာရောက်တော့မှမို့သူ့ဆက်တွေမရှိပဲရွာသားတွေဘလို့ဒုက္ခရောက်မလဲသူစောင့်ကြည့်နေနေတာပါအမှန်တော့လွန်ခဲ့တဲ့3ရက်ကရွာလူကြီးကမိုးမကြခင်ရွာကဂျုံအေးက800ကိုကူညီရေးသိမ်းပေးဖို့အနူးညွတ်တောင်းပန်ခဲ့လို့လူငယ်လေးကလေယာ30ကရိယာစခန်းကသူ့ရဲဘော်ဟောင်းစီဖုန်းဆက်ပြီးဆက်စီး20ချက်ချင်းစီစဉ်ပေးခဲ့တာဖြစ်ပါတယ်ရွာသားတွေစိတ်အေးရအောင်တေကကိုအရင်စေးယွန်း80ပဲယူပြီးကျန်တဲ့စီဖိုးနဲ့လုံအားခတွေကိုသူကိုယ်တိုင်စိုက်ထုတ်ပေးမယ်လို့လူပုံအလဲမှာကြေညာခဲ့ပေမဲ့ရွာရဲ့ရိတ်သိမ်းရေးလုပ်ငန်းကိုတဦးရဲ့လက်ဝါးကြီးအုပ်အမျက်ထုတ်နေတဲ့ရွာဘူချန်နာပြောင်းကငြိမ်မနေခဲ့ပါဘူးချန်နာပြောင်းကလူမိုက်တွေခေါ်ပြီးလာရောက်ပြဿနာရှာပေမဲ့ထွားချိုင်းတဲ့လူငယ်လေးရဲ့ရဲဘော်တွေကိုမြင်တော့ချက်ချင်းပဲအစိတ်ပြေပြီးကျိန်းမောင်းကပြန်သွားခဲ့ရတယ်လူငယ်လေးကဆက်တွေအစဉ်ပြေမပြေတိရအောင်သူ့ကိုယ်ပိုင်လဲမှာအရင်စမ်းတက်တဲ့အခါမထင်မှတ်ပဲ73စီးရဲ့ဓာတ်တော်ဝိုင်းတွေဂျင်းကနေကျိုးသွားခဲ့ရတယ်အနာသွားကြည့်တော့မှလယ်ထဲမှာတန်တိုတန်စားတွေကိုတမင်မြုပ်ပြီးဖျက်ဆီးထားတာတွေ့လိုက်ရတယ်ဒါကိုချမ်းသာပြောင်းကသူ့အမျိုးတွေကိုခေါ်ပြီးလယ်ကွင်းထဲပြေးဝင်လာကလူငယ်လေးယူလာတဲ့ဆက်တွေကတပတ်ရဲ့အမိုက်ဆက်တွေမှုရွာသားတွေကိုလိမ့်နာပါဆိုပြီးလူပုံအလဲမှာမဟုတ်မမှန်ဆွဆွဲတော့တယ်ချမ်းသာပြောင်းရဲ့တွေးထိုးမှုကြောင့်ရွာသားတွေကလည်းလူငယ်လေးကိုမတရားအမျက်ထုတ်တဲ့လူယုံမှဆိုပြီးဝိုင်းဆဲကြတာပေါ့ဒီလိုကျေးဇူးကမ်းတဲ့ရွာသားတွေကိုကြည့်ပြီးလူငယ်လေးစိတ်ပြက်နေချိန်ဆက်တွေပါအရိုက်ခွဲခံရတော့မဲ့အခြေအနေမှာဘေးရွာကချင်းရှမ်းရွာလူကြီးရုတ်တရက်ရောက်လာပြီးပြိုဟဲရွာကလူတွေအကောင်းဆုံးမသိရင်ငါတို့ရွာကိုလာကူပေးပါဈေးနှုန်းကိုလည်းအရှုံးမရှိစေရဘူးလို့စိတ်ရင်းမှန်နဲ့ဖိတ်ခေါ်ခဲ့ပါတယ်လူငယ်လေးလည်းချက်ချင်းပဲအမိန့်ပေးပြီးဆက်စီး20လုံးကိုချင်းရှမ်းရွာဘက်လမ်းကြောင်းပြောင်းမောင်းထွက်သွားပါတော့တယ်လူငယ်လေးတကယ်ကြီးထွက်သွားတော့မှရွာသားတွေချီမကင်ပြီးလက်မကင်ပြီးဖြစ်ကုန်ကြပေမဲ့ချန်နာပြောင်းကတော့သူ့73စီးနဲ့တင်ရိတ်သိမ်းပေးနိုင်တယ်လို့ကြွားလုံးထုတ်နေတော့ပဲအဲ့ဒီအချိန်မှာမိုးလေဝသဌာနကမိုးတက်မုန်တိုင်းတတိပေးချက်ထပ်ထုတ်ပြန်လိုက်လို့လူငယ်လေးကချန်နာပြောင်းရဲ့ပြက်လူပြက်ခင်ဆက်အဆုပ်3စီးနဲ့2ရက်အတွင်းဂျုံဧက800ကိုဘလို့ရိတ်မလဲဆိုတာလှောင်ပြုံးပြီးစောင့်ကြည့်နေလိုက်တယ်ချင်းရှမ်းရွာသားတွေကတော့ပြောက်အိုးတွေဖောက်ပြီးဝမ်းသာအားရကြိုဆိုကြတယ်ရွာလူကြီးကတေကယွန်း120ပေးပေမဲ့လူငယ်လေးကအရင်စေးယွန်း80ပဲယူခဲ့ပါတယ်ပြီးတော့ရွာလူကြီးရဲ့သမီးနဲ့အတူတညလုံးမအိပ်ပဲပျက်စီးသွားတဲ့73စီးကိုအပိသက်ပြင်ဆင်ခဲ့ကြတယ်နောက်တနေ့မနက်မှာတော့ဆက်စီး20လုံးစက်ကျိုးပြက်မြင်းရိုင်းတွေလိုဂျုံခင်းကြီးတဲ့အပြိုင်ဆိုင်မောင်းဝင်ပြီးအင်တိုက်အားတိုက်ရိတ်သိမ်းကြတော့တယ်ဒါပေမဲ့ဟိုဘက်ကရိုဟဲရွာမှာတော့ချမ်းသာပြောင်းရဲ့ဆက်စုပ်တွေက2ဧကလောက်ပဲရိတ်ရသေးတယ်အင်ဂျင်ကနေမီကိုအမဲတွေထွက်ပြီးပြတ်သွားခဲ့ပါပြီမိုးကလည်းရွာတော့မှမို့စိုးရိမ်နေတဲ့ရွာသားတွေကဝိုင်းအောင်ရှင်းလင်းချက်တောင်းတော့ချမ်းသာပြောင်းကအခွင့်ကောင်းယူကတေကကိုယွမ်900အထိဈေးထိုးတင်ပြီးအကြက်ကင်တော့တဲ့ရွာသားတွေပတ်စံမပေးရင်ဂျုံတွေလဲထဲမှာပဲပုတ်တိုးသွားတာကိုထိုင်ကြည့်နေလိုက်လို့ချင်းချောက်နေတော့မှပဲကောင်းကင်ရံကနေမိုးချင်းတန်တွေတကြိမ်ကြိမ်ညီဟဲလာပါတော့တယ်သွားပြီးမိုးရွာပြီး